အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်ပေးမှာကတော့ရန်ကုန်မြို့ရဲ့တစ်ဖက်ကမ်းကတာယာလှပတဲ့တလားမြို့နယ်စီမှာရှင်ပြုတ်အလူတော်မင်္ဂလာမြင်ကွင်းဖြစ်ပါတယ်ဒါကတော့ရှင်ပြုတ်ဘွဲအတွက်ကြိုတင်ဒိုးပိုင်းဆိုင်နေကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့ရက်ကွက်မှာဆိုရင်အလူပဲမင်္ဂလာပဲစတာတွေကိုဒီတမယုံလေးမှာပဲလုပ်ကြတာများပါတယ်ကျွန်တော်တို့မြမရိုးရာရှင်းလောင်းလှည့်တဲ့မြင်ကွင်းမှာဆိုရင်ယနေ့ရက်ဝေးကဆွေမျိုးမိတ်တင်ကားတွေစလုံးလင်းကိုလည်းစီစီကားကားနဲ့တွေ့ရမှာဖြစ်ပါတယ်အခုမြင်တွေ့နေရတာကတော့ဓမ္မယုံတွေကနေရှင်းလောင်းထုတ်နေကြတာပဲဖြစ်ပါတယ်ဒါကတော့ရှင်လောင်းမလိုက်ခင်မောင်ရင်လောင်းတွေကိုနှက်ပြမှာဖြစ်ပါတယ်ရှင်လောင်းလဲပြီဆိုရင်ဖခုံကြသူတွေပျော်ရွှင်နေကြတဲ့အလူရှင်တွေရဲ့မျက်နှာထက်ကအပြုံးတွေကိုလည်းတွေ့ရမှာပဲဖြစ်ပါတယ်ကျွန်တော်လေ့လာရသလားရှင်လောင်းလဲခြင်းဆိုတာသိသဒ္ဓမင်းသားလေးတောထတော်မူကန်းကိုညွှန်းတာလို့လည်းယူဆကြတယ်လို့သိရပါတယ်ရှင်လောင်းလဲပြီဆိုရင်အရှိသုံးမှာရွှေမိုးငွေမိုးနောက်မှာဖျားပွဲနှစ်ပွဲအလူတကာကြီးတွေကတပိတ်ပိုက်ပြီးတော့အလူအမကြီးတွေကသင်္ကန်းရွက်စနစ်တကျစီတန်းထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်
ရှန်လောင်းလှည့်ပြီးပြန်လာတဲ့လူတွေအတွက်အေးရဲ့လူပဲဖြစ်ပါတယ်ဒါကတော့ရှင်လောင်းမတွင်ခင်အမှတ်တရမိသားစုဓာတ်ပုံလေးတွေရိုက်ကူးနေကြတာပဲဖြစ်ပါတယ်ခုဆိုရင်စံချဖို့အတွက်ပြင်ဆင်နေကြတာပဲဖြစ်ပါတယ်။ရာခဲလာတဲ့လူဘဝစိတ်ချမ်းသာအောင်နေယရနာတွေကယရနာစကူရှာနိုင်စေစမနောယရနာထောက်ရစီကနိုင်ပါစေရာခဲလာတဲ့လူဘဝစိတ်ချမ်းသာအောင်နေယရနာတွေကယရနာစကူရှာနိုင်စေစမန်တော်ယရနာထောက်ရစီကနိုင်ပါစေယောဂီလူသားလုံးစံနဲ့ချပြီးပြီဆိုတော့ကျွန်တော်တို့ဝါဒီလေးတစ်ပြတ်သွားလိုက်ကြရအောင်ဗျတီးဆောင်ပဲရင်းနဲ့မပိကြတာဆိုရင်ကျွန်တော်တို့မြမရိုးရာအလူပွဲတိုင်းမှာတွေ့ရလေရှိတဲ့လက်ကိုလိုက်ပတ်တဲ့ခင်းနေရလေးပဲဖြစ်ပါတယ်ခုဆိုရင်သင်္ကန်းတောင်းမှုအချိန်ကြာရောက်လာပြီပဲဖြစ်ပါတယ်ဖျားဆိုတာလုံးစုံအလုံးအကုန်လုံးသိတဲ့လမ်းညွန်သူတရားဆိုတာကိုယ်ဝအလားညွန်ကိုရှောက်ရမယ်လမ်းမှန်ယူတန်ခါဆိုတာဒီလမ်းကြောင်းပေါ်ကိုယ်တိုင်ရှောက်လို့သူတစ်ပါးတွေ့သူယရနာသုံးပါးသည်ပူဇော်ထိုက်ကပူဇော်စေယောဂီလူသားအလုံးကြားလျင်ပါစေချမ်းမြေစေကြားလျင်သိပါစေတိလျင်လိုက်နာအေးချမ်းပျော်ရွှင်စေကံဆိုသောအရာကိုဝိရှာတတ်ကြစေကံကံအကြောင်းကျိုးကိုခွဲခြားသိပါခဏလာတဲ့ဒီရှင်လောင်းလက်ပွဲဟာသာသနာအမွေကိုလက်ဆင့်ကမ်းရုံတင်မကပဲကျရွာသားတွေရဲ့စီလုံးမှုကိုလည်းဖော်ပြနေပါတယ်ယောဂီလူသားအလုံးကြားလျင်ပါစေချမ်းမြေစေကြားလျင်သိပါစေကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုဆက်လိုက်လဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။တာယာလှပတဲ့သလားမြို့နယ်စီကရှင်ပြုအလူတော်မင်္ဂလာမြင်ကွင်းကတော့ဒီမှာပဲပြီးဆုံးတော့ပါပြီခင်ဗျာ။အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။